မင်္ဂလာပါရှင်။မျိုးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဆီယနာသိမ်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်ကတောက်ပံ့ငွေနဲ့ကြီးငွေတွေမပေးရေး No New Burma Fund Act ကို American အောက်လွှတ်တော်ကတည်ပြုဆီယနာသိမ်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်ကတောက်ပံ့ငွေနဲ့ကြီးငွေတွေမပေးရေး No New Burma Fund Act ကို American အောက်လွှတ်တော်ကတည်ပြုလိုက်တယ်။ဒီဇင်ဘာလ1ရက်နေ့ American အောက်လွှတ်တော်ကမြန်မာနိုင်ငံကိုရန်ပုံငွေအသစ်မပေးရေးဥပဒေကိုအတည်ပြုလိုက်ခြင်းဖြစ်ပြီးထောက်ခံမဲ့385မဲနဲ့ကန့်ကွက်သူမရှိအတည်ပြုလိုက်ကြောင်းအဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ်နီကီမာဝီလီယမ်စ်ကတင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံရန်ပုံငွေအသစ်မပေးဥပဒေကိုအမည်ပေးထားတဲ့အဆိုပါဥပဒေမှာကမ္ဘာ့ဘဏ်ကဆီယနာသိမ်းထားမြန်မာနိုင်ငံကိုငွေကြေးထောက်ပံ့မှုတွေကိုရပ်ဆိုင်းထားရွေးထားကြောင်းအဓိကရွေးချက်မှာနိုင်ငံတကာပြည်လဲတည်ဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှတဆင့်မြန်မာနိုင်ငံကိုငွေကြေးဆိုင်ရာကတိကဝေသစ်တွေသို့မဟုတ်ငွေပေးချေမှုအသစ်တွေမှာအမေရိကန်ပြည်ထောင်စုပါဝင်ခြင်းမရှိစေတားဆီးရဖြစ်ကြောင်းထို့ကဲ့သို့ရန်ပုံငွေရပ်ဆိုင်းမှုမှာ2021ခုနှစ်ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့ဆိုရကိုဖြုတ်ချကစစ်တပ်မှအာဏာသိမ်းခဲ့မှုကိုတန်ခတ်ရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါဥပဒေအရအမေရိကန်ဗန်နိုင်းဝင်ကြီးနေဖြင့်ကမ္ဘာ့ဘဏ်ရှိအမေရိကန်အမှုဆောင်ဒရိုက်တာကိုမြန်မာနိုင်ငံသို့ရန်ပုံငွေပံ့ပိုးမှုတွေကိုတားမြစ်ညွှန်ကြားခွင့်အနှင်ထားကြောင်းရှင်းဥပဒေကြောင့်မြန်မာနိုင်ငံအနေဖြင့်ကမ္ဘာ့ဘဏ်ထံကနေကြီးငွေသို့မဟုတ်ထောက်ပံ့ငွေတွေရရှိမည်မဟုတ်ဘဲရန်ကဲ့သို့နိုင်ငံတကာရန်ပုံငွေတွေကိုဆိုင်းငံ့ထားခြင်းဖြင့်စစ်တပ်အနေနဲ့ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖိအားပေးခြင်းဖြစ်ကြောင်းနိုင်ငံတကာဗန်နာရေးအရင်းမြစ်တွေကိုမြန်မာစစ်တပ်ထံကိုမရရှိစေရည်ကြောင်းသိရတယ်။အမေရိကန်အောက်လွှတ်တော်မှရမ်ကင်ကစစ်တပ်ကအာဏာတရားမဝင်သိမ်းယူခဲ့တာ9နှစ်နီးပါးရှိလာတဲ့မြောက်မြန်မာနိုင်ငံမှာမငြိမ်သက်မှုတွေလက်မိုးထားတယ်။မြန်မာစစ်အာဏာရှင်ကြောင့်ဖြစ်ပွားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲကနိုင်ငံတကာဗန်နာရေးဖွဲ့စည်းမှာရန်ပုံငွေတွေကိုတာဝန်ယူစွာသိမ်းဆည်းထားဖို့သို့မဟုတ်အကူအညီတွေကိုလိုအပ်ဆုံးသောလူဖွဲ့စည်းရေးထံပေးပို့ဖို့စစ်တပ်ကိုယုံကြည်လို့မရဘူးလို့ပြောပါတယ်။ဆက်လက်ပြီးစစ်တပ်နဲ့လက်တွဲညီသူကိုသာမဲထန်စစ်ကောင်းဆောင်မရလိုက်မရှက်မယွံမဲဆွဲဒီမိုကရေစီစနစ်ပြည့်စည်အောင်လက်နက်နဲ့အာဏာသိမ်းလိုက်တဲ့အကြမ်းဖက်စစ်ကောင်းဆောင်မရလိုက်ကဒီမိုကရေစီနိုင်ငံတစ်ခုမှရွေးကောက်ပွဲကအလွန်အရေးကြီးတဲ့အတွက်စစ်အုပ်စုနဲ့လက်တွဲညီသူကိုသာမဲထည့်ဖို့မရှက်မယွံပြောကြားလိုက်ပါတယ်။မနေ့ကမန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်နိုင်ငံဝန်ထမ်းတက္ကသိုလ်ရဲရရှိလေးကျင်းစည်းပင်စီနဲ့ဗဟိုမိသက်တင်တဲ့အကြောင်းကတင်နန်းသားတင်နန်းတွေနဲ့တွေ့ဆုံချိန်မှာခုလိုမရှက်မယွံမဲဆွဲပြောကြားလိုက်တာဖြစ်ပါတယ်။တင်နန်းသားတင်နန်းသူဝန်ထမ်းတွေအနေနဲ့ဆန္ဒမဲပေးရမှာတိုင်းပြည်နယ်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူဒို့တောင်ရေးသုံးပါးကိုလိုက်နှံဆောင်ထိန်နိုင်သူနဲ့စစ်တပ်ကနိုင်ငံတော်တည်ရှိနေသူရဲ့တည်ရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်လို့စစ်တပ်နဲ့သားစာရာဖြစ်ပြီးလက်တွဲနိုင်သူတွေကိုဆန္ဒမဲပေးရလွယ်လို့အကြမ်းဖက်စစ်ကောင်ဆောင်မြောက်လိုက်ကဆိုတယ်။ဒါအပြင်ရွေးကောက်ပွဲတူမှာစစ်အုပ်စုစီစဉ်ထားတဲ့မြန်မာ electronic မဲပေးစနစ်နဲ့မဲပေးရမှာဖြစ်ပြီးဒီမဲပေးစနစ်ကဘယ်မဲပြုလုပ်လို့မရဘဲပါတီတစ်ခုခုကိုမဖြစ်မနေမဲပေးရမှာဖြစ်ပါတယ်။အကြမ်းဖက်စစ်အုပ်စုကနေစစ်ဝတ်ဆောင်ချုပ်ရဲဝေလဲထားတဲ့စစ်ဗိုလ်ချုပ်တွေကလည်းစစ်တပ်ကြောတော်နောက်ခံပြုထားတဲ့ကြံ့ခိုင်ပါတီထဲမှာကိုယ်စားလှယ်လောင်းတွေဖြစ်ရောက်20နီးပါးဝင်ပြိုင်မှုရှိနေဒီထဲမှာလည်းအနားယူထားတဲ့စစ်ဗိုလ်ချုပ်တွေနဲ့လက်ရှိရာထူးကြီးတာဝန်ယူထားတဲ့ဗိုလ်ချုပ်17ယောက်တည်းမင်းပါဝင်နေပါတယ်။ကြံ့ခိုင်ပါတီကိုကိုစားပြုပြီးတပ်နယ်မြေပြည်ဦးနယ်မြို့မှာစစ်ဗိုလ်ချုပ်ဟာများထုံကိုကျွန်းမြို့နယ်မှာညိုစောတောက်ကုန်းမြို့နယ်မှာဦးမမောင်အောင်ဥတ္တရတီတီမြို့နယ်မှာဦးတင်အောင်ဆန်းလက်ရှိသမ္မတရုံးဝင်ကြီးဌာနတစ်ဝင်ကြီးကိုဝင်ရောက်ရှင်ပြိုင်မယ်လို့သိရတယ်။ဒီလိုချင်းတွေမှာစစ်ကောင်းဆောင်မြောက်လိုက်ကသူ့လက်အောက်ခံဗိုလ်ချုပ်တွေကိုမဲပေးဖို့အတွက်အခုလိုလှည့်လည်မဲဆွဲနေရဖြစ်ပြီးတော့စီးပင်ကြီးနဲ့ဝန်ထမ်းလေးချင်းအကြောင်းကဝန်ထမ်းတွေကိုလည်းစစ်အုပ်စုကသာမဲပေးဖို့အစီအစဉ်ပြောကြားခဲ့ရဖြစ်ပါတယ်။ပြည်သူတွေလက်မခံတဲ့2008ချေဦးရလွှတ်တော်ထဲမှာစစ်တပ်ကိုယ်စားလှယ်တွေကို25ရာခိုင်နှုန်းနေရာပေးထားတဲ့ဖြစ်မြောက်လိုင်းလက်ထဲမှာစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့တင်ကြတဲ့စီမံကန့်သက်ချက်တွေကြောင့်စစ်ဗိုလ်ချုပ်အများအပြားပါဝင်တဲ့အကြံ့ခိုင်ပါတီကရွေးကောက်ပွဲမစခင်မှာအနိုင်ရထားမှုတွေလည်းရှိနေပါတယ်။ဆက်လက်ပြီးမြောက်ရီမြို့နယ်တိုက်ပွဲများအတွင်းမြန်မာဘက်ကပြစ်ခတ်တဲ့ကြီးကထိုင်းနိုင်ငံအတွင်းသို့ကြောက်ခဲ့ပြီးအသက်68နှစ်နဲ့ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာကြီးတွေမကြာခဏကြောက်နေမှုကြောင့်မြန်မာဘက်ကိုထိုင်းစစ်တပ်ကတရားဝင်ကန့်ကွက်စာပေးဖို့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မင်းလက်ပံကျဲအနီးတိုက်ပွဲများအတွင်းမြန်မာဘက်ကပြစ်ခတ်တဲ့ကြီးကထိုင်းနိုင်ငံတွေကိုကြောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်တယ်ဒီဇင်ဘာ10ရက်နေ့ည9:35မိနစ်ချိန်မြန်မာနိုင်ငံဘက်ကနေပြစ်ခတ်တဲ့ကြီးစံကထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ချမ်းရှိကျေးရွာတွင်ကိုကြောက်ပြီး68နှစ်ရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးရဲ့ဘယ်ဘက်ချောက်ကိုထိမှန်တရားရှိခဲ့ကြောင်းရှင်းနောက်ထောင်းအနာပိုင်တွေကကြိတ်ထိမှန်တရားရှိတဲ့ထိုအမျိုးသမီးကြီးကိုတောက်ကြည့်ရှုပြီးမဲဆောက်စီကိုတင်ပို့ခဲ့ကြောင်းသိရတယ်။မဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်ကမြန်မာဘက်အခြမ်းကိုတရားဝင်ကန့်ကွက်စာပေးပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာလုံခြုံရေးပုံမှန်တင်ကြပ်ထားကြောင်းသိရတယ်။နိုဝင်ဘာ30ရက်နေ့ကလည်းမြောက်ရီမြို့နယ်မင်းလက်ပံဒီကိုစစ်တပ်ကအလုံးရင်းနဲ့စစ်ကြောင်းထိုးလာကြောင်းမြေပြင်စစ်တပ်စစ်ကြောင်းကိုကေကေဘတ်တွင်ကနေစစ်တပ်က၎င်းမြောက်ရီမြို့ဆောင်တပ်295က၎င်းလက်နက်ကြီးနဲ့ပစ်ကူပေးခဲ့ကြောင်းမြန်မာစစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးမှာထိုင်းနိုင်ငံတွေကိုကြောက်ခဲ့မြန်မာရွှေ့ပြောင်းလူသမား2ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းနိုဝင်ဘာ30ရက်နေ့ညပိုင်းမှာလည်းမြန်မာစစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေကထိုင်းနယ်ကိုထပ်မံကြောက်တဲ့ဖြင့်ထိုင်းစစ်တပ်ကအသိပေးမိကြီးမြန်မာဘက်ကိုဖောက်ခွဲပစ်ခတ်ခဲ့ကြောင်းသိရတယ်။
နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်ကိုမြန်မာဘက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြောင့်ပြီးနောက်တောင်မြစ်ကိုဖျက်ကွင်းတဲ့ဇက်ကိတ်တွေအလုံးကိုထိုင်းအာဏာပိုင်တွေက9ရက်တိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့မှာထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်တယ်။ဆက်လက်ပြီးပလဲနဲ့ပေါင်းမြင့်နယ်မှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုစစ်သားနဲ့တေဆုံးပြီး9ဦးတရားရစကိုင်းတိုင်းပလဲမြို့ပေါ်ကနေထွက်လာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ရစစ်သား9ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းပလဲမြို့နယ်ဘက်ကဖာသတင်းတော်ဝန်ကပြောတယ်။ဒီဇင်ဘာလ2ရက်နေ့မနက်10:26မိနစ်ခန့်ချိန်ပလဲမြို့ကနေမြောက်ကုန်းကျဘက်ကိုထွက်လာတဲ့ဂျပန်စစ်တပ်စစ်ကြောင်းကိုပလဲမြို့အနောက်ဘက်မြို့ဝင်တရားအနီးမှာတော်လိုင်းတပ်ဖွဲ့တွေကပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွင်ဂျပန်စစ်သား9ဦးထပ်မံထိခိုက်ဒဏ်ရာပြီးတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။အလားတူနိုဝင်ဘာလ18ရက်နေ့ကလည်းပလဲမြို့နယ်မင်းတိုင်ပင်နဲ့နှောကန်ကြားရှိဂျပန်စစ်တပ်အထိုင်ကျတန်ဆွဲတိုက်ကကင်ကိကိုတော်လိုင်းတပ်ဖွဲ့တွေကရှောင်းတခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာဂျပန်စစ်သားတုံးတေဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူမကွေးတိုင်းပေါင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်သားမိုင်းနေမိပြီးနောက်သိဆုံးခဲ့ကြောင်း Justice Fighter ပြောကြားတပ်ဖွဲ့တာဝန်ရှိသူကပြောတယ်။နိုဝင်ဘာလ30ရက်နေ့မနက်9:10မိနစ်ခန့်ချိန်ပေါင်းမြို့နယ်အတွင်းရှိကြတွေကိုစစ်ကြောင်းထွက်လာတဲ့အင်အား100ခန့်ပါစစ်တပ်စစ်ကြောင်းက Justice Fighter ပြောကြားတပ်ဖွဲ့ထောင်တိုင်းမိုင်းကွင်းကိုဖျက်တမ်းသွားစဉ်မိုင်းနေမိခဲ့ခြင်းဖြစ်တယ်။ထို့သောမိုင်းနေမိပြီးစစ်သားနှုတ်သိဆုံးက4ဦးထိခိုက်ဒဏ်ရာရှိပြီးစစ်တပ်စစ်ကြောင်းကရှေ့ဆက်မတိုးနိုင်တော့ပဲထိခိုက်ဒဏ်ရာရှိသူတွေကိုတင်ဆောင်ပြီးပြန်လည်ဆုတ်ခွာသွားကြောင်းထိခိုက်ဒဏ်ရာရှိခဲ့စစ်သားတွေကို MI-70 ရဟိုင်နဲ့မကွေးစင်ကိုပို့ဆောင်လိုက်ကြောင်းသိရတယ်။အဆိုပါမိုင်းကွင်းကို Justice Fighter ပြောကြားတပ်ဖွဲ့ကရဲဘော်တွေလှုပ်ဆောင်ထားခြင်းဖြစ်ပြီးဒေါ်လာရဲဘော်တွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ဆလဘီမော်လမြိုင်မှာတောင်ဝိုင်းတောင်ပြိုချမှုပေါ်ဝေဖန်တဲ့သာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္နာဇောတိကိုစစ်တပ်ကလူဝဲလဲပြီးညှဉ်းပန်းနှိပ်စက်နိုင်ငံတော်ကြီးညိုပြတ်စင်မှုပုံမှန်9ကကြီးနဲ့ဖမ်းဆီးမှုပွင့်မွန်ပြည်နယ်မော်လမြိုင်မြို့မှာတောင်ဝိုင်းတောင်ပြိုချမှုပေါ်ဝေဖန်တဲ့သာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္နာဇောတိကိုလူဝဲလဲညှဉ်းပန်းနှိပ်စက်မှုတွေရှိနေအောင်ဆရာတော်ရဲ့တက္ကသိုလ်ချုပ်ကပြောပါတယ်နိုဝင်ဘာ29ရက်နေ့ညနေပိုင်းမှာတောင်ဝိုင်းတောင်ပြိုစစ်တပ်ကိုပြိုချနေမှုပေါ်လူမှုကွန်ရက်မှာဝေဖန်တဲ့ post တွေတင်ခဲ့မှုဖြင့်စစ်တပ်ကသာသနာ့နယ်ဖောင်ဒေးရှင်းဆရာတော်ရှင်ဆန္ဒဇောတိကိုနိုင်ငံတော်ကြီးညိုပြတ်စေမှုပုံမှန်9ကကြီးနဲ့ဖမ်းဆီးလူဝဲလက်အမှုဖွင့်ထားပြီးဆရာတော်မော်လမြိုင်မြို့ဈေးကျိုရွက်ကတောင်ဝိုင်းရက်စေတဝန်ကျောင်းတိုက်ကိုလည်းစစ်တပ်ကဝင်ရောက်ရှာဖွေမှုလှုပ်ဆောင်ခဲ့ပါတယ်။စစ်တပ်ကတောင်ဝိုင်းနယ်ပြည်သူဆက်တွေဆက်ရန်တရားကြီးနဲ့ဖြိုချခဲ့ခြင်းနဲ့ဖြစ်ပြီးရင်းသူဖြိုချမှုပေါ်ဆရာတော်ကမလုံးသင့်မလုံးတိုက်တဲ့လုပ်ရဖြစ်လူမှုကွန်ရက်ကတက်ဆင်ဝေဖန်ရေးသားထားပါတယ်။ဆရာတော်ကိုဖမ်းဆီးသွားပြီးနောက်ဆရာတော်ရဲ့ကျောင်းတိုက်ဖြစ်တဲ့မော်လမြိုင်မြို့ဈေးကျိုရွက်ကတောင်ဝိုင်းရက်စေတဝန်ကျောင်းတိုက်ကိုလည်းစစ်တပ်နဲ့အုပ်ချုပ်ရေးဖွဲ့တွေကထိန်းချုပ်ထားကြောင်းသိရတယ်။ဆလဘီစစ်ကောင်စီကိုဒေါ်လာရေး TNL မှာလက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်တာဆိုအာဏာသိမ်းစစ်ကောင်စီကိုဒေါ်လာနဲ့3လနှစ်အတွင်းမှာလက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်တာကြောင့် TNL ထွေထွေတွင်းရမှုဗိုလ်ချုပ်တာဖွန်ကျော်ကပြောတယ်။လက်တော်ညာနေကိုစစ်စင်အတွင်းမိုးကုံမိုးမိတ်နောင်ချိုဒီပေါ်မြို့အပါအဝင်ရှမ်းပြည်နယ်မြောက်ပိုင်းပလောင်ဒေသတွေကမြို့ပေါင်း30ကျော်ကို TNL ကသိမ်းပိုက်နိုင်ခဲ့တယ်။ထို့တော်ကြီးမရှိဘတ်ဂျက်မရှိခြင်းနဲ့အသက်ပေးဆက်မဲ့သူလဲပါလာပြီးတော့မိုးကုံနဲ့မိုးမိတ်ကိုပေးယူလုပ်ပြီးစစ်ကောင်စီနဲ့အပြည့်ရခဲ့တော့လဲပွဲကမပြီးရကြောင်းဗိုလ်ချုပ်တာဖွန်ကျော်ကဆိုတဲ့ TNL နေဖြစ်ဗမတော်လိုင်းဒီဒေးမှာလိုက်မပါနိုင်ခဲ့တော့လဲမိယာရှိန်တဲ့တော်ညာနေကိုစစ်စင်နဲ့စစ်ကောင်စီကဒေါ်လာကကြိုးပမ်းခဲ့ကြောင်း၎င်းကဆက်လက်ပြောကြားပါတယ်။စစ်ကောင်စီနဲ့အပြီးယူလုပ်ပြီးပြစ်ခတ်ရဲဆဲလိုက်ရတဲ့ပေါ်ပေးဆက်နေတာသူတွေအားလုံးကိုအနှူးညွတ်တောင်းမှန်ကြောင်းလဲ TNL ကဆိုတယ်။ TNL ကပြည့်စုံပြိုထောင်ကျွေးမွေးဆောင်ရှောက်ခဲ့တော်လိုင်းဖွဲ့များနေဖြစ်မိုးကုံမျိုးကိုပြန်သိမ်းခြင်းမြင်ခြင်းကြောင်းလဲဗိုလ်ချုပ်တာပုံကျော်ကတိုက်တွန်းပါတယ်။ဒေသညာနေခွန်ဆက်စင်အတွင်းမိုးကုတ်ဒီပေါ်ကြောင်မဲနောင်ချိုမိုင်းလုံးမိုင်းငေါ့မိုးမိတ်နမ်ဆန်မန်တွန်ကိုကိုင်နမ်ခန်နမ်တူစတဲ့မျိုးတွေကို TNL ကသိမ်းပိုက်ခဲ့ပါတယ်။စေကောင်စီပြန်လဲထိုးစစ်တွေတိုက်ခိုက်မှုအကြောင်းကြောင့်မဲနောင်ချိုဒီဘောကိုလည်း TNL ကလက်လွတ်ခဲ့ရပြီးလေကြောင်းပုံကျဲမှုတန်ကြောင့်မိုးကုန်းနဲ့မဝေမျိုးကိုစစ်တပ်ထံပြန်လဲပေးရခဲ့ရတယ်။ကြာရှင်းတဲ့မိုင်းလုံးမိုင်းကနမ်ဆန်မန်တွန်ကိုခိုင်နမ်ခန်နဲ့နမ်တူမျိုးတို့ကို TNL ကဆက်လက်သိမ်းပိုက်တင်ချုပ်ထားပြီးဒေသဖွံ့ဖြိုးရေးအုပ်ချုပ်ရေးလည်းပတ်နေစေဖြစ်ကြောင်းသိရှိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်